အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YNB ရဲ့ချစ်ညီကိုတွေအတွက် free tag ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free tag ရွေးချယ်မှုကတော့ hot fine body လေးကိုရွေးချယ်ပေးခဲ့ပြီးတော့ YNB ရဲ့ချစ်ညီကိုတွေအားလုံးအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်မနေ့ကရောင်းဝက်နှစ်တွဲကတော့တတွဲကတော့ရှုံးနေခဲ့ပြီးတော့နှစ်သိန်းတန်ရောင်းဝက်ကတော့ hot fine body juventus body giona body တို့ကိုရွေးချယ်ပေးခဲ့ပြီးတော့နှစ်သိန်းတန်ဝက်လက်တွေကတော့အဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီနေ့မှလည်းရောင်းဝယ်2မျိုးထုတ်ပေးထားတယ်ဝယ်ယူခြင်းတဲ့ညီကူများအနေနဲ့39 959 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ feedback ရွေးချယ်မှုကြောင့်လည်းစပြောလေအောင်ဒီနေ့ရဲ့ feedback ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်ကစိတ်ဘော်လီနဲ့ fanback ပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိ fanback ကအဝေးကွင်းကနေတရီငါးပြားရှုံးဆိုတဲ့ကြည်တန်းပေါက်ပေးထားတယ်လက်ရှိ fanback ပေါက်ပေးထားတဲ့ကြည်တန်းကလှည့်ခွက်တွေအများကြီးပါလိမ့်မယ်လို့ YNB ကတော့ယူဆတယ်မဖြစ်လို့ဒီလိုယူဆလဲဆိုရင်စိတ်ဘော်လီရဲ့အောက်ကဝါဒါကစိတ်ဘော်လီကိုအဝေးကွင်းကနေတရီငါးပြားရှုံးဆိုတဲ့ကြည်တန်းပေါက်ပေးခဲ့တာပါအဲ့တော့အခုအဆင့်ခွန်မှာရှိနေတဲ့ fanback ကစိတ်ဘော်လီကိုအဝေးခွင်းကနေတရီငါးပြားရှုံးဆိုတဲ့ကြည်တန်းကပေးရမယ်ကြည်တန်းထက်တိတိတသာအများကြီးရော့ပေးလာရဲဆိုတာကြည့်ုံနဲ့သိတာပါတယ်အဲ့တော့ YNB တောက်ကြနေ feedback ရွေးချယ်မှုဗီဒီယိုမှာပြောခဲ့သလိုပဲကြည်တန်းတန်းကပေးရမယ်ကြည်တန်းထက်တိတိတသာအများကြီးရော့ပေးလာတယ်ဆိုရင်အဲ့ကြည်တန်းကအထိုးသားတွေအပေါ်သေးကိုမနေရအောင်ပထုတ်ထားတဲ့ကြည်တန်းလားဒါမှမဟုတ်ထိုးသားတွေအပေါ်သေးကိုနေခြင်းအောင်မြှောက်ခေါ်ထားတဲ့ကြည်တန်းလားဆိုတာသိဖို့လိုအပ်တယ်အဲ့တော့လက်ရှိ fanback ပေးထားတဲ့ကြည်တန်းကထိုးသားတွေ fanback ကိုမနေရအောင်ပထုတ်ထားတဲ့ကြည်တန်းလို့ YNB ကတော့ယူဆတယ်။ဘာဖြစ်လို့ဒီလိုယူဆလဲဆိုရင်အင်ရှင်စိတ်ဘော်လီအသင်းကိုတစ်ချက်ကြည့်မယ်ဆိုရင်လက်ရှိစိတ်ဘော်လီအသင်းကတန်သင်းဆုံးဖီယာရှိနေတယ်။ပြီးတော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲလုံးကလည်းစိတ်ဘော်လီဝါဒါကိုအနိုင်ပြီးတော့အဆင့်3မှာရှိတဲ့ချီဖော်ဝါဆိုတဲ့ fan Hoffen Hein ကိုအဝေးကွင်းကနေအနိုင်ကမ်းပြထားတယ်။အဲ့လိုပဲ fanback ရဲ့အထက်မှာရှိတဲ့စတူဂတ်ကိုစိတ်ဘော်လီကအင်ကွင်းမှာအနိုင်ကမ်းပြထားသလို live visit ကိုလည်းစိတ်ဘော်လီကအင်ကွင်းကနေတရီကမ်းပြထားတယ်။အဲ့တော့လက်ရှိ fanback ပေါက်ပေးထားတဲ့ကြည်တန်းကဝါဒါစိတ်ဘော်လီကိုအဝေးကွင်းကနေတရီငါးပြားရှုံးဆိုတဲ့ကြည်တန်းပေါက်ပေးပြီးတော့2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တဲ့ကြည်တန်းအတိုင်းပြန်ဖွင့်ပေးလာသလိုလက်ရှိ fanback ပေါက်ပေးထားတဲ့ကြည်တန်းကလည်းပေးရမယ်ကြည်တန်းထက်အများကြီးပိုရော့ပေးထားဖြစ်တဲ့အတွက်ထိုးသားရဲ့အနေနဲ့ဒီနေ့ပွဲစဉ်မှာစိတ်ဘော်လီကိုမနေရဲစရာဘာအကြောင်းမှမရှိဘူးလို့ YNB ကတော့ယူဆတယ်အဲ့တော့လက်ရှိ fanback ပေါက်ပေးထားတဲ့ကြည်တန်းကထိုးသားတွေ fanback ကိုမနေရဲအောင်ပထုတ်ထားတဲ့ကြည်တန်းလို့ YNB ယူဆရတဲ့အတွက်ဒီပွဲကို fanback body လေးကိုသဘောကျပြီးတော့လက်ရှိဂိုးပေါင်းကြီး2.80ဆိုတဲ့ကြည်တန်းပေါက်ပေးထားရဲ့ဒီပွဲစဉ်နဲ့ပုံစံတူ22ရက်2လပိုင်းဆန်နာလန်နဲ့ဖူဟန်ပွဲစဉ် feedback ရွေးချယ်မှုဗီဒီယိုမှာ YNB ပြောပြခဲ့ဘူးတဲ့ရှေ့ရက်ဝဟန်နဲ့ဘုံမောက်ပွဲစဉ်မှာ body ကြီးဘုံမောက်ကတည်ငါးပြားရှုံးပြီးပြီးတော့ဂိုးပေါင်းကြီး2.30ဆိုတဲ့ကြည်တန်းတိတိတသာမြင့်ပေးပြီးတော့ထိုးသားတွေဂိုးပေါ်နေခြင်းအောင်မျှခေါ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာဇီးစီဆိုတဲ့ရလက်နဲ့ဂိုးပေါက်ခဲ့တယ်အခုဆန်နာလိုင်းနဲ့ဖူဟန်နဲ့ပွဲစဉ်မှာလည်း body ကြီးတည်ငါးပြားရှုံးပြီးပြီးတော့ဂိုးပေါင်းကြီး2.50ဆိုတဲ့ကြည်တန်းပေါက်ပေးထားတာကထိုးသားတွေကိုဂိုးအောင်နေကြောင်မျှခေါ်ထားတဲ့ခေါ်စေးဆိုပြီးတော့အဲ့ဒီပွဲစဉ်မှာဖူဟန် body ဖူဟန်ဂိုးဘော်လေးကို YNB ရွေးချယ်ခဲ့ပြီးရဲ့အဲ့တော့လက်ရှိစိတ်ဘော်လီနဲ့ fanback ပွဲစဉ်ကလည်းအဲ့လိုပုံစံမျိုးသွားလိမ့်မယ်လို့ YNB ကတော့ယူဆတယ်ဝါဒါကစိတ်ဘော်လီကိုအဝေးကွင်းကနေတရီငါးပြားရှုံး body ကြီးပေါက်ပေးပြီးတော့ဂိုးပေါင်းကြီး2.40ဆိုတဲ့ကြည်တန်းပေးပြီးတော့2-1ဆိုတဲ့ရလဒ်နဲ့ဂိုးပေါ်ခဲ့တယ်အခုစိတ်ဘော်လီနဲ့ fanback ပွဲစဉ်မှာ body ကြည်တန်းတူဖွင့်ပေးပြီးတော့ဂိုးပေါင်းကြီး2.80ဆိုတဲ့ကြည်တန်းကဂိုးပေါ်နေကြအောင်မျှခေါ်ထားတဲ့ခေါ်စေးလို့ YNB ကတော့ယူဆတယ်ပြီးတော့မနေ့ကကစားခဲ့တဲ့ဂျာမန်ဘွန်ဒက်လီဂါပွဲတွေမှာ live visit ပွဲကလွဲလို့ကြံတဲ့ပွဲတွေအကုန်လုံးဂိုးပေါ်ခဲ့ရဖြစ်တဲ့အတွက် YNB ကတော့ဒီပွဲစဉ်ကိုဂိုးအောက်လေးကိုလည်းသဘောကျတယ်အဲ့တော့ဒီနေ့ရဲ့ free type ဖြစ် fanback body fanback ဂိုးအောက်နှစ်ကွက်ရွေးချယ်ပေးလိုက်ပါတယ် YNB ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်းဝယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YNB ကိုအပိရဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်